မင်္ဂလာပါနော်ကင်မရာလေးဝါနေကျွန်တော်ခွင့်လုပ်ပေးပါနော်ကျွန်တော်ကင်မရာလေးရဲ့နည်းဝါနေပါတယ်ကဲကျွန်တော်ဒီနေ့နေနော်21ရက်နေ့4လ2025စနိုက်10မိနစ်ခဏလေးကိုနော်ကျွန်တော်တစ်ချက်ပြပေးပါမယ်နော်ကျွန်တော်တောက်ရနေအောင်တင်မပေးလိုက်ဘူးနော်အခုအမှားတွေသိကြပါတော့တောက်ရနေအောင်ကျွန်တော်တင်မပေးလိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ချက်တော်နေ့ကကျွန်တော်မွေးကနေအဖွေမှန်သွားတယ်အမှန်သွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ထပ်ပြီးတော့တင်မပေးတော့ဘူးနော်ကျွန်တော်ထပ်ပြီးတော့ဒီတော့အနိုင်နဲ့ပိုင်းမယ်ဆိုတဲ့သဘောပေါ့နော်ပြောရမှာဆိုတော့ရှင်းရှင်းပြောရမှာဆိုတယ်ပြောရမှာဆိုနိုင်နဲ့ပိုင်းမယ်ဆိုတဲ့သဘောပါကဲကျွန်တော်ဆွေမျိုးတွေအကုန်လုံးပဲကင်မရာလေးဝါးနေခွင့်လုပ်ပေးပါဗျကင်မရာလေးကနည်းနည်းဝါးကျွန်တော်တက်နိုင်သလိုလုပ်ပေးပါမယ်ခဏလေးထောက်ကဘယ်လိုဖြစ်နေရလဲနည်းရမြင်ရလာပြီနော်ကဲထားပါကဲဒီနေ့7နာရီ10မိနစ်ခဏလေးပေါ့နော်ကျွန်တော်နော်မိန်ကနန်လေးပေါ့နော်မိန်ကနန်လေးလွတ်မယ်ဗျမိန်ကနန်လေးလွတ်မယ်မိန်ကနန်လေးကိုထုံးရနိုင်ပါဗျ3ခွက်ထဲပေါ့နော်3ခွက်ထဲအပူနော်မိန်ကနန်ဆိုတော့အပူပဲနော်အပူ2ဘူး3ဘူး3ဘူးရယ်5ဘူးရယ်2 3 3 5 5ဘူးဗျာ3ခွက်ထဲပါနော်2 2 3 3 5 5ရှယ်မိန်ပေါ့နော်ရှယ်မိန်ဘက်ကိုပြန်လှည့်ကြအောင်ဗျရှယ်မိန်ဘက်ကိုပြန်လှည့်ရမယ်ဆိုတဲ့ခါကျတော့ကျွန်တော်4ခွက်ဖြစ်သွားပြီဗျရှယ်မိန်လေးအောင်နော်ကျွန်တော်ဒါတစ်ပတ်စာကြက်ရနေထားလို့ကောင်းအောင်ဒါပေမဲ့ကျွန်တော် site ထက်တွင်တော့ထပ်ပြအောင်မယ်နော်ကဲရှယ်မေးအောင်နေတဲ့အကွက်များပဲကျွန်တော်ကြိုက်4 3ညရဲ့1 3ညရဲ့2 8ကဲ4 8ကဲပေါ့နော်4 8တဲ့4ခွက်ထဲနော်4ခွက်ထဲပါခင်ဗျ4ခွက်ထဲနော်အာထိုးပါနော်အာပြီးတော့စောအားဆုံးမွေးကနေအာပြီးတော့စောအားဆုံးနော်မွေးကနေလိုချင်တဲ့ညီကောင်မောင်တော့ရယ်နော်ကျွန်တော်မွေးကနေမှန်းနေရနော်ကျွန်တော်မွေးကနေပြီးခဲ့တဲ့အပတ်ကကျွန်တော်ဗိုလ်ဒူးနဲ့ကြာတာတွေ2ရက်ပဲစော်ရယ်နော်2ရက်ပဲစော်တာကိုပြောတဲ့အတိုင်းပဲနော်2ရက်ပဲစော်တာကိုထွက်သွားတယ်နော်2ရက်ပဲစော်တာကိုနော်2ရက်ထဲအသားကြီးထွက်သွားတယ်တောက်ရနေရ online နဲ့ပိုင်းနေရကျွန်တော် online နဲ့ပိုင်းနေအခုလိုမှရတော့မသိကျွန်တော် online နဲ့ပိုင်းနေတောက်ရနေရ online နဲ့ပိုင်းထုတ်လိုက်ပဲခင်ဗျကျွန်တော်ကတော့ကဲမွေးကနေဘက်လှည့်ကြအောင်ပြမွေးကနေလေးနော်မွေးကနေပဲလှည့်ရအောင်မွေးကနေပဲကျွန်တော်ဟိုဟာကြိုက်မာပြီးလေးကြိုက်ရေပေါ့နော်မာပြီးလေးနေအားတန်လေးပေါ့နော်အစားနေဆိုမာပြီးလေးကိုအားတန်ပါတယ်1 3 5ခွန်ကိုအပူပါပါဗျအပူပါမယ်နော်135ခွန်ကိုနော်အပူပါမယ်ကျွန်တော်ပထမက135ခွန်ပဲပေးရင်နေဗျနော်ဒါပေမဲ့ကိုကိုလည်းတိတ်စိတ်မချဘူးဗျ135ခွန်အဲအကြောင်းလို့မာပြီးလေးကိုအပြည့်ပေးထားပါနော်ထုံးရလူရောဗျ135ခွန်တော့ထိုးပေါ့ဗျနော်135ခွန်ပဲထိုးဟိုတိတ်မထိုးနိုင်ဘူး135ခွန်ပဲနော်ထိုးပေါ့နော်ထိုးနိုင်လူရော135ခွန်ကိုနော်အပြည့်ရထိုးတယ်မာပြီးအပြည့်ရချတော့ဗျဘင်းငွေလုံးဝကြိုပေးစရာမလိုဘူးနော်ဘင်းငွေလုံးဝကြိုပေးစရာမလိုစဉ်းစားသားဖြင့်ကိုညီမြောက်ဝေပေးခြင်းဖြစ်ပါတယ်ကဲကျွန်တော်ကိုစီစုဆိုဒူရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေး like and subscribe လေးနှိပ်ပေးထားကြပါအောင်နော်ကျွန်တော်ဗီဒီယိုအသစ်တွေဒီတိုင်းကြည့်လို့ရအောင်လို့လည်းဘေးနာခေါင်းလုံးလေးနှိပ်ပေးထားခဲ့ပါအောင်နော်ဟောကဲ7 နာရီ10မိနစ်အချိန်မှာကျွန်တော်အောင်မခံပါမယ်နော်နှစ်ချိန်ကျွန်တော်ပြောမေးရနော်နှစ်ချိန်မှာတစ်ချိန်နော်နှစ်ချိန်မှာတစ်ချိန်နော်100နော်2ချိန်မှာတစ်ချိန်100နော်2ချိန်မှာတစ်ချိန်နော်2ချိန်မှာတစ်ချိန်100% နော်တရားရရင်တော့အမခံပေးပါနော်2ချိန်မှာတစ်ချိန် 100% တရားရရင်တော့အမခံပေးပါနော်ကျွန်တော်ကတော့နော်2ချိန်မှာတစ်ချိန် 100% တရားရရင်တော့အမခံပေးပါကျွန်တော်ပြောတဲ့အတိုင်းလုပ်ပါရနော်ဒါပြီးခဲ့တဲ့ဘုံလုံးတွေအောင်ကျွန်တော်စိတ်ကောင်းကြီးများစွာနဲ့ပေါ့နော်ဖြစ်သွားပြီပေါ့အမှားတခုကဲထားပါတော့ကဲကျွန်တော်ကိုစီတို့ဒူရီ channel like and subscribe နှိပ်ပေးတာဘေးနာခေါင်းလေးနှိပ်ပေးထားပါအောင်နော်ကျွန်တော်ဗီဒီယိုသစ်တွေဒီတိုင်းကြည့်ရှုလို့ရအောင်လို့အတွက်ဘေးနာခေါင်းလေးနှိပ်ပေးတာဘေးငွေလုံးဝကြိုပေးစရာမလိုတော့ကျွန်တော်ရေးအောင်ပြတော့ဘေးငွေလုံးဝကြိုပေးစရာမလိုစဉ်းစားတာထက်တာကူညီဖြစ်ပါတယ်စဉ်းစားရှိလို့မဟုတ်ပေးခြင်းနေဗျာမဟုတ်ပေးခြင်းဘေးလေးထည့်ပေးခြင်းနေဆိုရင်3995 8365 434ကိုနော်ဖုံးမီတွေလှမ်းထည့်ပေးလိုက်ဗျာကျွန်တော်ခဏပေါက်မှာနော်ပေါက်မှာစဉ်းစားရှိလို့ဖုံးမီတွေထည့်ပေးခြင်းဆိုအဲ့ဖုန်းနံပါတ်လေးကိုဖေးလေးရထည့်လိုက်အော်ဒုကလေးနော်39958365 434ပေါ့နော်အဲ့လေး434ပေါ့နော်ကဲအဲ့လေးကိုဖုံးမီတွေထည့်ပေးလိုက်ပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးပဲကျွန်တော်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နော်7 မိနစ်အချိန်မှာကန်ကောင်းကြပါသေးလို့နှုတ်ခွန်းသက်တိုင်းနဲ့ကဲကျွန်တော်ဗီဒီယိုလေးကိုဒီမှာဝေးရှင်နာဝင်ပြပါအောင်ခင်ဗျာနော်